the Bangladesh military regime, there's also rampant arbitrary arrest on the Christian youth who showed agreement with this gentle death. More than 60 Christian youth have been detained without any evidence for getting involved in the bomb blast game, so we want to show our solidarity with all these people and our community who are the victims of this destruction. Thank you very much. So I would like to invite Mr. Ringley to give a Come on!
BGF ခေါ်တဲ့ဘောလာကဖို့ကိုမလက်ခံလို့ pressure ပေးတဲ့အားရလည်းဖြစ်တယ်နောက်မှပုံမှန်တိုးပြီးမှကျွန်တော်ကိုဒီ BGF ကိုမလက်ခံမလက်ခံချင်တော့လေလက်ခံလာသူတို့လုပ်နေတဲ့အပိုင်းရှိတယ်ကျွန်တော်ကျွန်တော်လက်ရှိဘာစီကြတဲ့ကျွန်တော်ချင်းနေလေချင်းဝါသားကိုကျွန်တော်ချက်ချင်းမပေါ်ရရေးကြည့်ပါလေအဲ့တော့ကျွန်တော်တောင်းဆိုဖို့ဒီနေ့ဒီကောင်မလေးစီယုံဆိုတဲ့တိုင်းဒီကောင်မများဒီမိုကရက်တစ်ဂရုဝါနေတဲ့ဆက်တွဲလို့ပါဒီကနေ့ချက်ချင်းကိုတောင်းဆိုဖို့လည်းပါဝင်ဖို့ရတယ်နောက်မှအတိအကျအနေနဲ့ကတော့ကျွန်တော်တစ်ချိန်လုံးကဘာမှမရဒီတာနာဖက်ဒီတွေ့ရရကိုမဆက်ဖက်ပါဘူးဆိုတာပြောတယ်တယောက်အစိုးရအနေနဲ့ဒီနေ့ကျွန်တော်ကချင်းပြည်နယ်မှာဒီတန်ဟိုက်ဒရိုပါဝါတန်ကိုတဲ့မှာအတိကအကောင့်ထဲပေါ်ပေါ်ရမှာပါဝင်တဲ့တယောက်အစိုးရဒါကြောင့်ကျွန်တော်အနေနဲ့ဒီတာနာဖက်ဒီတွေ့ရရဒီတွေ့တိုင်းရများကိုကျွန်တော်ကတော့မနောက်ဆက်ပါဘူးမဆက်ဖက်ပါဘူးဆိုပေမဲ့အခုလိုပြုတ်ပြီးဆောင်ရွက်ချင်ဟာကျွန်တော်ပြည်သူရဲ့ကျွန်တော်ရဲ့လူမျိုးခက်စီရပျက်စီးကြောင်းကျွန်တော်လူမျိုးကဒုက္ခရောက်စီရအကြောင်းအတွက်ပေါ်ဝင်ရဖြစ်တဲ့တဲ့ဒီတယောက်အစိုးရရဲ့လောက်ရက်ကိုကျွန်တော်တော့ပြင်းထန်တာဒီလောက်ရက်ကိုရခိုင်တဲ့လုံးဝမရှိတဲ့ကျွန်တော်စัจจิသွားဖို့လောက်ဆောင်သွားဖို့ဟာကျွန်တော်ကချင်တိုင်းသွားမြန်ကွာတိုင်းသားကိုပုံမှန်က international community များဘာမှပြောခဲ့တဲ့ခုများအားလုံးညီညွတ်စွာပါဝင်မှာအဖြစ်ကိုလိုတဲ့ကြောင့်ညီညွတ်စွာပါဝင်အဖြစ်ကိုကျွန်တော်ဒီနေရာအားလုံးတောင်းဆိုပါတယ်။ဒါကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကချင်အရေးတော်ခမရတော့ရောက်စီရအရေးကြတော့လက်ခံမှာကျွန်တော်ကဘာတိအောင်